iPhone နဲ့ဒီထက်မကအများကြီးဆိုင်ရွေးတစ်တွေအများကြီးထုတ်ဖွင့်နိုင်တယ်ဒီထောင်ကအားစပါစေလို့ဆုတောင်းပေးပါရှင်